Hello 2025ရဲ့နောက်ဆုံးည2026ကိုကြိုးတွေ့မှာ New Year night မှာ Central Dusit Park ကိုသွားလိုက်ပါတယ်ဒီနေရာကတော့ MRT စီလုံးမှတ်တိုင်ပေါ့နော်အဲ့မှာရှိတယ်ဆိုတော့ Central Dusit Central Park အဲ့ရဲ့ rooftop အပေါ်ဆုံးမှာရှိရပေါ့နော်ညဘက်သွားရင်ပိုပြီးလှနေကင်းဘက်ဆိုရင်လည်းရတယ်နေကင်းဘက်ဆိုရင်အဲ့မှာငှက်ကလေးတွေအကောင်လေးတွေကြည့်လို့ရရပါတော့ညဘက်ကိုသွားတော့မီးတွေသူတို့အလှဆင်ထားတာရမ်းမိုက်တယ်ဒီစန်တာကြီးရဲ့အထဲထဲမှာလည်းရမ်းမိုက်တယ်အဲ့ဒါမှာအပေါ်ဆုံး rooftop ကိုသွားပါတော့ rooftop တက်ပြီးတဲ့အခါအဲ့မှာမီးထွန်းထားတဲ့နေရာမှာပတ်ကြီးရမ်းလာတယ်စိတ်ကြည်နုံမှုတစ်ခုတော့ရတယ်ပေါ့နော်လူတွေကတော့အရန်များတယ်ပန်းညမေးပန်းနေလည်းရှိရမွေးနေရောလူအများကြီးရှိတယ်ပေါ့နော်ဒီမှာထပုံရိုက်လို့အရန်လှတယ်ဒီနေရာကတော့ရှူကင်းပင်ကောက်မြို့ရဲ့ရှူကင်းကိုအပေါ်စီးကနေလှမ်းပြီးတော့ကြည်ရတဲ့နေရာလေးပေါ့နော်အဲ့ဒါမှထိုင်လို့ရတယ်တပုံနေလည်းရိုက်လို့ရတယ်ချိုးကြဒီနားလေးမှထိုင်ပြီးတော့အပန်းဖြေ night shooting ကိုကြည့်ပေါ့နော်ဒီကတော့အများကြီးရှိရသူကတော့ကြောင်နေလေးလို့ပေါ့နော်အရှိကြီးကိုမှပတ်ပြီးတော့ဖြည်းဖြည်းနဲ့ဆင်းသွားပြီးဖြည်းဖြည်းနဲ့တက်သွားအဲ့လိုမျိုးသွားတဲ့နေရာလေးပေါ့နော်ဒါကတော့ညဘက် shooting ဖြစ်ပါတယ်ဘန်ကောက်မြို့ရဲ့ထိန်လင်းနေတဲ့ shooting ကိုဒီကနေအပေါ်စီးကနေလမ်းမရမှာဖြစ်ပါတယ်သူကညဘက်10နာရီဆိုရင်တော့စင်တာပိတ်တယ်ပေါ့နော်တနေ့ကုန်သွားလဲလို့ရတယ်ညဘက်ဆိုရင်တော့10နာရီအထိလဲလို့ရတယ်ညဘက်သွားဖို့ပဲတိုက်တွန်းပြီးကျင်ပါတယ်ဒါတော့တဖြည်းဖြည်းနဲ့အပေါ်ဆုံးတက်သွားရင်လည်းဒီနားမှာမီးအဖြူအောင်နေနဲ့တို့အလှဆင်ထားလေးရှိတယ်နော်ပြောဖို့တော့ကောင်းပါတယ်ဓာတ်ပုံရိုက်လို့ကလှတာပေါ့နော်ကပ်ပယ်တွေသွားရင်တော့ဓာတ်ပုံရိုက်မဲ့လူတယောက်တော့ခေါ်သွားကိုရီးယားတော့ကပ်ပယ်သွားပြီမယ်ဓာတ်ပုံရိုက်ပေးမဲ့သူမရှိတဲ့အတွက်ကြောင့်ဆက်ဖီတွေပဲဆွဲခဲ့ရပါတယ်မကြီးဒါကတော့ပန်းချံရဲ့ခုနရှောက်ခဲ့တဲ့လမ်းအပေါ်ဆုံးကနေလှမ်းကြည့်တဲ့နေရာပေါ့နော်